အားလုံးပဲမင်္ဂလာပါဥစ္စလောက်ကောရတဲ့အခုတော့ကျွန်တော်ခုနပိုင်းမှာတင်ပေးထားတဲ့ဝဟာရစကားလေးကိုအစ်လို့ကိုခုစကပြောအနေနဲ့ပြတင်ပေးမယ်ထို့စားတဲ့မြန်မာကရေလို့အဲ့လိုမျိုးရေးထားပေးမယ်နံပါတ်1အနေနဲ့တော့ကျွန်တော်ဘယ်လိုတင်ပေးမှလဲမေးပယ်သွားမလို့လဲဆိုကရေလို့ဆိုနရကလေဖက်လက်နကလေဖက်လက်ငါအလို့သွားမယ်ကရေလို့ဆိုရကလေတမာရကလေတမာမေကရောပဲသွားမလို့လဲလို့မေပြမိမစေနမောနကလေဖဲလက်နမောနကလေဖဲလက်ငါလည်းပဲအလွတ်သွားမယ်လို့ပြောမှဆိုယာနာကေရကလက်တမာယာနာကေရကလက်တမာသူတစ်ချက်အနေနဲ့တော့ဒါဆိုလေပေါ့နော်ဒါဆိုငါတို့အတူတူသွားမယ်ဆိုကြရလို့စေမေချာနေပကလက်ဒီတတော့မေချာနေပကလေးဒီတော့ကဲမာရတာလွယ်မယ်လို့ထင်တာပဲအားလုံးတတန်း